ဒီနေ့စာမျက်နှာ280ခွန်မနေ့ကအဆက်အဘဲကြောင့်အချို့မှာဥစ္စာမဲ့မွဲဆင်းရဲ၍အချို့မှာဥစ္စာပြည့်စုံကုံလုံးကျွယ်ဝပါတနည်းဆိုတဲ့မေခွန်းမနေ့ကအဖြေပါဖတ်ထားတယ်နော်နောက်ကလင်္ကာလေးပဲမဖတ်သေးတာဒီလောကမှာတချို့သောမိန်းမတချို့သောယောက်ျားတို့သည်စွန်ကျဲပေးကမ်းလှူဒန်းလေမရှိကြမစ္စေရာတရားအလွန်အားကြီးကြ၏ထိုလူမျိုးသေးလျင်ငရဲ၌ဖြစ်တတ်တယ်ငရဲအပြန်လွတ်ရင်ပဲဖြစ်ဖြစ်ငရဲမကြပဲလူပြည်သို့ရောက်လာလျင်ပဲဖြစ်ဖြစ်ဘာလို့တတ်လဲဥစ္စာမဲ့မွဲဆင်းရဲရ၏တဲ့နော်ဒါမလှူတဲ့ပုဂ္ဂိုလ်တွေဆင်းရဲတဲ့ပေါ့ထို့သောမစ္စေရာမရှိပဲစွန်ကျဲပေးကမ်းလှူဒန်းလေရှိသူသည်သေလျင်နတ်ပြည်သို့ရောက်ရတတ်၏နတ်ပြည်ကပြန်လာလျင်တော်၎င်းနတ်ပြည်မရောက်ဖက်လူပြည်ရောက်ပြန်လျင်တော်၎င်းဥစ္စာပြည့်စုံကုံလုံးကျွယ်ဝပေသည်တဲ့ချမ်းသာတယ်ဆိုတာလှူခဲ့တဲ့အကြောင်းပေါ့ဒါကြောင့်မိမိ၌ရှိသောပစ္စည်းမိမိနှင့်ဆိုင်သောပစ္စည်းများကိုသူတစ်ပါးနှင့်မဆက်ဆံလိုမှုမပေးကမ်းမလှူဒန်းလိုမှုများကို၎င်းမိမိစည်းစိမ်ဂုဏ်သိမ်းမျိုးသူတစ်ပါးရမှစိုးရိမ်ခြင်းကို၎င်းဘာလို့ခေါ်လဲမစ္စေရာအဲ့မစ္စေရာကိုကင်းအောင်လုပ်လို့ပြောတာနော်အဲ့တော့ကြပြကစာမျက်နှာ289မှာမလူမတန်မပေးကမ်း6ခန်းဥစ္စာဆိုစွန်ကျဲလေးတုံပြုပါကုန်ဂုံလုံးကျွယ်ဝလို့တဲ့ကဲဒါသူကြပြလေးပေါ့နောက်နံပါတ်7အဘဲအကြောင်းအချို့မှာအမျိုးရုပ်၍အချို့မှာအမျိုးမြတ်ပါတနည်းတဲ့မြတ်စွာဘုရားရှင်ပွင့်ထွန်းတော်မူတဲ့မစ္စည်းမဒေသမှာယနေ့တိုင်အောင်အခုအိန္ဒိယတို့ဘက်တကြောပေါ့ယနေ့တိုင်အောင်အမျိုးဇက်ကိုတော်တော်အလေးထားကြတယ်သူတို့ကဘုရားရှင်လက်ထက်ကအမျိုး၄မျိုးသတ်မှတ်တဲ့ခတ္တိယဗျမနဝတ္တသုဒ္ဓဆိုပြီးအမျိုး၄မျိုးမင်းမျိုးပုံနာမျိုးတထေးတကြွယ်ကုံတယ်မျိုးသူဆင်းရဲမျိုးဆိုပြီးတော့၄မျိုးသတ်မှတ်တယ်အဲ့ထဲမှာသူဆင်းရဲမျိုးကိုအညံဆုံးအမျိုးလို့သတ်မှတ်တာပေါ့ဒါဘုရားရှင်လက်ထက်ကဒါကြောင့်တို့ကအမျိုးရုပ်အမျိုးမြတ်ကိုတော်တော်လေးတန်ဖိုးထားကြတယ်ဘုံဘုံတို့မြန်မာပြည်မှာကြတော့အဲ့လောက်ကြီးအမျိုးကိုတန်ဖိုးမထားတော့မလေးစားတော့ဘူးလို့ပြောတာပေါ့အရင်တော့တို့သခင်မျိုးဟိတို့ဗမာဆိုပြီးတော့အမျိုးကိုတန်ဖိုးထားတာတွေအာကြီးရှိတယ်တော်တော်များများထားကြတယ်ပေါ့ခုနောက်ပိုင်းကျတော့တဖြည်းဖြည်းပေါ့လာတယ်သို့တော်လည်းပဲအလောက်ကင်ခြေနေပေါ်မူတည်ပြီးတော့အမြတ်အညံ့ကိုခွဲတတ်ကြတယ်ဆိုပါတော့ဒီပန်းမိုက်စွန့်မျိုးလို့သုံးတယ်စာပေမှာအခုဟိုရက်ွက်တွေမှာတွန်းလဲလေးနဲ့အိမ်တကာရဲ့အမိုက်တွေကိုလိုက်သေးပြီးပြည့်ရတဲ့လူတွေရှိတယ်သူတို့ကတကယ်လဲဘဝကချို့တဲ့တယ်ဆင်းရဲတယ်လောက်ရတဲ့အလုပ်ကလည်းသူများတွေအိမ်ကစွန့်ပစ်လိုက်တဲ့ပစ္စည်းတွေကိုတည်ရတာဆိုတော့နန့်စောနေမှာပေါ့အဲ့ဒါမျိုးလုပ်တဲ့လူတွေဆိုရင်ဘာလို့ခေါ်လဲအမျိုးရုပ်တဲ့အမျိုးညံ့တယ်လို့ခေါ်တာပေါ့နောက်သုတ်တံမှာလူသေးကောင်းတွေမိဖို့တကြိုရတဲ့ပုဂ္ဂိုလ်မျိုးသူပရာဇာမျိုးဆိုလို့ရှိရင်လည်းဒါအမျိုးရုပ်တဲ့ညံ့တယ်လို့ခေါ်တာပေါ့အခုလဲပကံမှာတော့ရှိပါအောင်မယ်ဟိုခေတ်တုန်းကလည်းရှိခဲ့တယ်ဘယင်တွေခေတ်တဲ့ကမြတ်စွာဘုရားကိုလှုပ်ကြွေးမယ်ဆိုပြီးတော့ဘုရားကျွန်ဆိုတဲ့အမျိုးတစ်မျိုးရှိတယ်ဘုရားကျွန်တစ်မျိုးကဘုရားကိုလှုပ်ကြွေးမယ်ဆိုပြီးတော့မိသားစုလိုက်ဘုရားကိုကျွန်ခံတယ်ပေါ့အဲ့တော့သူတို့မှတီးချာရှာဖွေလောက်ကင်စားတော့တာမရှိတဲ့အခါကျတော့ဘုရားရှိခိုးလှူခံပုံလေးချပြီးလှူခံစားရတယ်ပေါ့နောက်မလုံလောက်တဲ့အခါကျတော့ကိုယ်တိုင်တောင်းရတဲ့အခါတွေရှိတယ်အဲ့တော့နောက်ပိုင်းတစ်ဖြည်းဖြည်းဘုရားကျွန်မျိုးကိုတရောင်းစားမျိုးလို့သတ်မှတ်လာတယ်အဲ့ဒီမျိုးတွေဆိုညံ့နေပေါ့သူတို့ကလည်းမတောင်းပါဆိုတော့ကလေးတွေကို6ရင်းနဲ့အစွဲရဖြစ်သွားတာမတောင်းရင်နှူတတ်တယ်ဆိုတော့နှူမှာကြောက်တော့လဲတောင်းရပြန်ရောလူပြိုအပြိုဆိုမျက်နှာလေးပုံဖြက်ပြီးတော့သွားတောင်းကြရတယ်ပေါ့တစ်နှစ်တစ်ခါတော့တောင်းရတယ်ဆိုတော့ဒီအမျိုးတွေရောက်သွားလို့ရှိရင်ဒီလိုတောင်းရမယ်ဆိုတော့ဒီအမျိုးတွေဘယ်သူမှမရောက်ချင်ဘူးဒါညံ့တယ်လို့သတ်မှတ်ပြန်ရောအဲ့ဒီလိုညံ့တဲ့အမျိုးတွေတဲကိုဘာကြောင့်တချို့ဖြစ်တာလဲတချို့ကအမျိုးဘာကြောင့်မြတ်တာလဲဒုက္ခနဲ့ဒုက္ခသူ့ဒေတာမှာမြင့်မြတ်တယ်လို့သတ်မှတ်ထားတဲ့အမျိုးတွေဘာလို့ရောက်တာလဲရုပ်နိုင်တယ်လို့သတ်မှတ်ထားတဲ့အမျိုးတွေဘာလို့ရောက်သွားတာလဲဆိုရင်ကဲသားတို့ဘက်ကဖတ်လိုက်7ဤလောက၌အချို့သောမိန်းမယောက်ျားတို့သည်အလွန်မာနကြီးကြ၏
သူတစ်ပါးကိုအထင်သေး၏ကိုအထင်ကြီး၏ရိုသေလေးစားထိုက်သူကိုမြရိုသေလေးစားရမှန်မသိတတ်ထိုလူမျိုးသေးလျင်ငရဲသို့ကြတတ်၏ငရဲမကြဘဲလူပြည်သို့ရောက်လျင်လဲအောက်ကြနောက်ကြနှင့်ယုံညံ့သောအမျိုး၌ဖြစ်တတ်၏တဲ့ကဲဒါကသူ့ရဲ့အဖြေပဲဘာကြောင့်အမျိုးယုံညံ့တာလဲဆိုရင်မာနကြီးလို့သူတစ်ပါးကိုအထင်သေးတယ်ကိုတော့အထင်ကြီးတယ်ကိုအထင်ကြီးတဲ့အတွက်ရိုသေလေးစားထိုက်သူကိုမျှရိုသေလေးစားကောင်းမှန်မသိကြတော့ဘူးတဲ့ဆိုပါတော့ကိုအတတ်ပညာသင်ပေးတဲ့ဆရာသမားတွေကိုတစုံတစ်ခုကျေးဇူးဥပကာရပြုတ်ပေးတဲ့ပုံကိုယ်တွေဆိုရင်ကိုကဒါအလေးထားမယ်တန်ဖိုးထားမယ်ရိုသေရမယ်ပေါ့ဒါမှမဟုတ်ကိုကအချိန်တန်အရွယ်ရောက်လို့ဥစ္စာစည်းပွားတွေရှာလို့ချမ်းသာသွားမယ်လူတော်သူတော်မှတိုးလာမယ်ဆိုရင်ကိုပညာသင်ပေးခဲ့တဲ့ပုံကိုယ်တွေကကိုလောက်ဥစ္စာစည်းပွားမချမ်းသာဘူးနှိမ့်ကြနေတယ်ဆိုရင်ဆရာလို့ပြောမှရှက်တယ်လမ်းတွေ့လို့ရှိရင်လည်းမမြင်ကြအောင်ဆောင်သွားတယ်ဒါမျိုးတွေဖြစ်လာတယ်ဆိုတာအဲ့ဒါဘာရဲ့သဘောတရားမာနရဲ့သဘောတရားလို့ခေါ်တယ်နော်အဲ့တော့ဒီလိုရိုသေလေးစားထိုက်ပါတယ်ဆိုတော့ကိုမိဘကိုဆရာသမားကိုကျေးဇူးရှင်ဦးကြီးဦးလေးတော်ကြီးတော်လေးအကိုကြီးအမကြီးငယ်ငယ်လေးတဲ့စောင့်ရှောက်ခဲ့တဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်တွေကိုရိုသေရကောင်းမှန်းကိုမသိတော့ဘူးမထီမဲ့မြင်ပြုတ်လာတယ်မခံလေးစားလှုပ်လာတယ်ကိုအထင်ကြီးတယ်ဆိုတာဒင်းတို့ငါလောက်မတော်လို့ငါလို့မအောင်မြင်တာပေါ့တော်တဲ့လူတွေကအောင်မြင်တာပဲငါတို့ကတော်လို့အောင်မြင်တာဆိုတော့သူများကိုအထင်သေးသွားတယ်ကိုအထင်ကြီးတယ်အဲ့ဒီပုံကိုယ်တွေသေးရင်ဘာဖြစ်တတ်လဲငရဲကြတတ်တယ်ငရဲမကြပဲလူပြည်ရောက်ရင်လည်းပဲအောက်ကြနောက်ကြနဲ့ယုံညံ့သောအမျိုး၌ဖြစ်တတ်တယ်တဲ့သူများကိုအထက်ကကြီးဆက်ဆံခဲ့တဲ့အတွက်အဲ့ဒီကံကအကျိုးပေးလိုက်လို့ရှိရင်ဘယ်တော့မှအထက်မရောက်နိုင်တဲ့အညံ့ဆုံးအစားတွေကိုသွားရောက်တယ်လို့ပြောတာလူတကာကိုမော်ကြည့်ပြီးတော့မျက်နှာငယ်လေးနဲ့နေရမယ့်ဘဝမျိုးကိုအဲ့ဒီကံကပြစ်ချလိုက်တာနော်အဲ့တော့အရာရာသည်ဘသူကြောင့်ကိုပြုခဲ့တဲ့ကံတွေကြောင့်မနော်အဲ့ဒါတွေကိုဟိုလူပေါ့ဒီလူပေါ့ပုံချတာမျိုးမလုပ်အောင်နော်ရှေ့နံပါတ်နံပါတ်56ဟုတ်လားစာမျက်နှာ185ပါအဘဲကြောင့်အချို့မှာအယုတ်ဆိုး၍အချို့မှာအဆင်းလှပါသနည်းတဲ့အဲ့တော့ခေဒီစေတုတုတေသနာဌာနတွေကရုပ်ဆိုးတယ်ရုပ်ချောတယ်ဆိုတာမျိုးရိုးဗီဇနဲ့လည်းဆိုင်တယ်လို့သူတို့ကသုံးကြတယ်အမေကလှရင်သမီးလည်းလှတယ်သားလည်းလှတယ်ပေါ့အဖေလှရင်သားလည်းလှတယ်ပေါ့မိဘရုပ်ဆိုးရင်အဲ့အိမ်ရောက်သွားတဲ့ခလေးကရုပ်ဆိုးရောပေါ့ဒါဟာမျိုးရိုးဗီဇနဲ့ဆိုင်တယ်ဆိုတချို့ပြောကြတယ်သူကပစ္စုပန်ကိုကြည့်ရင်တော့ဟုတ်ပါတယ်အတိတ်ကံကိုကြည့်ရင်အဲ့ဒါအပြည့်အဝမမှန်တယ်သူ့ရဲ့ရှေ့အကြောင်းကိုကြည့်လိုက်ရင်ဒီရုပ်ဆိုးရမယ့်ခလေးကရုပ်ဆိုးမဲ့မိဘထဲကိုရုပ်ဆိုးတဲ့မိဘထဲကိုဗါတယ်ရောက်သွားတာအဲ့မိဘစီရောက်သွားတာဟာဒီမိဘကြောင့်ရုပ်ဆိုးတာလားကိုကရုပ်ဆိုးမဲ့ကံလှုပ်ထားလို့ရောက်သွားတာလားကိုကရုပ်ဆိုးမဲ့ကံလှုပ်ထားလို့ရောက်သွားတာနော်အဲ့ဒါမိဘကြောင့်ရုပ်ဆိုးတယ်သွားမလုံးနဲ့တချို့ကဆင်းရဲတဲ့အိမ်မှာလူသွားဖြစ်တော့အမေတို့ကဆင်းရဲတာကိုကျွန်တော်လည်းဆင်းရဲမှာပေါ့ကိုကဆင်းရဲလောက်တဲ့ကံတွေလှုပ်ခဲ့တော့ဆင်းရဲတဲ့မိဘဝမ်းနဲ့လူသွားဖြစ်တာပေါ့ကိုကချမ်းသာလောက်တဲ့ကံတွေလှုပ်ထားလို့ရှိရင်ချမ်းသာတဲ့မိဘဝမ်းနဲ့မှအော်တိုရောက်သွားမှာပဲမွေးကလေးကရွှေလင်မန်းနဲ့အချင်းစိမင်းသွေးမို့လားလို့ပြောရတယ်လို့အဲ့လိုမျိုးဘဝရောက်သွားမှာပေါ့ကိုကချက်တေလန်နဲ့ကံတွေလှုပ်ခဲ့လို့ဆင်းရဲတဲ့မိဘပိုက်ထဲရောက်သွားပြီးဒီမိဘကြောင့်ဆင်းရဲတယ်လို့မိဘကိုသွားအပြစ်တင်လို့မရဘူးအရာရာရဲ့အကြောင်းကံတွေဘာလို့လဲမိမိပဲမိမိပြုတ်ခဲ့တဲ့ကံတွေပဲအဲ့ဒါသွားပြီးတော့နှလုံးသွင်းမစင်ကျင်တတ်လို့ရှိရင်ဟိုလူအပြစ်ပုံချဒီလူအပြစ်ပုံချတချို့ရှိတယ်လေညံလေးတယ်မိဘကလည်းခတ်ထုံပဲမွေးလာတဲ့သားသမီးကလည်းမျိုးရိုးဗီဇရထုံတယ်အမေတို့ကညံထုံတာကိုကျွန်တော်လည်းထုံမှာပေါ့ကျမလည်းထုံမှာပေါ့တော့မပြောနဲ့ကို့မှာညံထုံစေတတ်တဲ့ကံပန်လာတဲ့ခါကျတော့ညံထုံတဲ့မိဘပိုက်ထဲရောက်သွားတာမိဘအပြစ်မဟုတ်ဘူးနော်ကိုပြုတ်ခဲ့တဲ့အကြောင်းကံအဲ့ဒါကိုမှန်မှန်ကန်ကန်တွေးတတ်ရင်ဘယ်သူမှအပြစ်မတင်တော့ဘူးကိုကံကိုပြင်သွားဖို့ပဲရှိတယ်ဒီဗုဒ္ဓရဲ့ဓမ္မကမှန်ကန်တဲ့အသိဉာဏ်တစ်ခုကိုပေးတာလောက်ရမှာကဘာလို့လဲကိုယ်တိုင်ပဲနော်ကိုယ်တိုင်လောက်ရမှာမှန်ကန်တဲ့အသိဉာဏ်တစ်ခုပေးလိုက်တယ်အဲ့ဒါသိရင်ကိုယ့်ကိုပြုပြင်တော့ကိုဉာဏ်လေးတယ်ဘာဖြစ်လို့လဲနောက်မှပါမယ်လေမိဘကြောင့်မဟုတ်ဘူးဉာဏ်လေးတဲ့မိဘရှိရောက်သွားလို့ဉာဏ်လေးတယ်ဆိုတာပစ္စုပန်ရုပ်အမြင်ကိုကြည့်ပြီးပြောတာအတိတ်ကံနဲ့ကြည့်လိုက်တော့ကိုကလေးလောက်တဲ့ကံကိုလှုပ်ခဲ့တဲ့အခါကျတော့လေးတဲ့မိဘပိုက်ထဲရောက်သွားတာပေါ့နော်ဒါမျိုးတွေဟာသူများကိုအပြစ်မတင်ဘူးလို့ပြောတာနော်
ဲအဲ့ဒီအတွက်နံပါတ်7သမီးတို့ဘက်ကဖက်လိုက်ထို့သောကဲမာမာနာမကြီးပဲယူသေးလေးစားတိုက်သူကိုယူသေးလေးစားလေးရှိတယ်ဆိုရင်သေရင်နတ်ပြည်ရောက်တယ်ဒါဟိုးတုန်းကဂါရဝနိဝတမှာလည်းပြောခဲ့တယ်နော်ယေဝုဒ္ဓမပ္ပစာယန္တိနရာဓမ္မတာကောဝိတာဒိဋ္ဌေတံမေသပါတန္တတံပရာယေသတုကတေစိထပဇာယနာလို့ခေါ်တဲ့ကြီးသူယူသေးတဲ့ယူသေးထိုက်သူယူသေးတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာလည်းအများချီးကျူးခံရတယ်သေရင်လည်းနတ်ပြည်ရောက်တယ်ဆိုတော့သေရင်နတ်ပြည်ရောက်တာပဲယူသေးထိုက်သူယူသေးတဲ့ပုဂ္ဂိုလ်ကနတ်ပြည်ကပြန်လာရင်ဖြစ်စေနတ်ပြည်မရောက်ဖဲလူပြည်ရောက်ရင်ဖြစ်စေမြင့်မြတ်တဲ့အမျိုးတွေမှာလူဖြစ်တယ်ကိုကအရာရာအထက်ကနေရတယ်ပေါ့နော်ဒါကိုပြုတ်ခဲ့တဲ့အကြောင်းကံတွေပဲအဲ့ဒါကိုပြုတ်ခဲ့တဲ့အကြောင်းကံကိုပြန်တွေးတတ်မှလူတိုင်းဟာဗုဒ္ဓရဲ့ဓမ္မမှာလေကျိန်းသေးပေါက်ဟောထားတာအကျိုးတရားမှန်သမျှအကြောင်းကြောင့်ဖြစ်တာကြပဲဗါတဲ့အကျိုးတရားမှန်သမျှအကြောင်းကြောင့်ဖြစ်တာအကြောင်းကင်းတဲ့အကျိုးဆိုတာမရှိဘူးအရင်ဆုံးအရှင်မအတ္တဇိကအရှင်သာရိပုတ္တရာကိုဟောပေးတဲ့တရားလေအဲ့ဒါပဲလေယေဓမ္မဟေတုပ္ပဘောတေတံဟေတုံတထာဂတောအာဟအကျိုးတရားမှန်သမျှအကြောင်းကြောင့်ဖြစ်တယ်ဒါပဲဟောပေးလိုက်တာအဲ့တော့အဲ့ဒါကိုကြည့်လို့ရှိရင်အကြောင်းကံရင်းကိုရှာတတ်ဖို့လိုတယ်ပေါ့ကိုယ်ပတ်ဝန်းကျင်မျက်မြင်အခြေအနေလေးကိုကြည့်ပြီးတော့ဆုံးဖြတ်လို့မရဘူးတခါတလေကံတရားဆိုတာဟိုဘုရားဟောထားတာရှိတယ်ကမ္မဝိတယောအစိန်တိယောဆိုတာကံအရာဟာတခါတလေကြံစီစဉ်းစားလို့မရနိုင်လောက်အောင်ခက်ခဲနေတာတွေရှိတယ်အဲ့ဒါကိုကိုယ်ကသွားပြီးတော့ပတ်ဝန်းကျင်ပဲသွားရမ်းမယ်ကိုယ်နဲ့သက်ဆိုင်တဲ့အတိုင်းဝိုင်းပဲသွားရမ်းမယ်ဆိုကိုယ်အမှားဖြစ်သွားမှာနော်ကဲနောက်73-14ပေါ့အဘဲကြောင့်အချို့မှာအသိအလိမ္မာဉာဏ်ပညာနည်းပါး၍အချို့မှာဉာဏ်ပညာကြီးမားပါသနည်းတဲ့နော်ကောဒါလေးမှလည်းဟိုလင်္ကာလေးဆိုလိုက်ပါအောင်7-7မမ္မာနာကျွဲထိုသူဝဲမျိုးနွယ်မြတ်မီဆိုထိုက်သူရိုးချိုးမန်ကိုချိုးအမျိုးမြတ်တကိုတဲ့နော်ဒါနံပါတ်73-14မှာဤလောက၌အချို့သောမိန်းမယောက်ျားတို့သည်ပညာရှိထံချင်းကပ်၍ကုသိုလ်အကုသိုလ်ကို၎င်းအပြစ်ရှိမရှိမိဝဲတိုင်းမမိဝဲတိုင်းသောအရာနောင်တန္တရာဝဲရှေချာလင်းမြင့်ဖွင့်ဖြိုးအကျိုးပေးမိတရားအချက်တို့ကို၎င်းမေးမြန်းလေမရှိကြထိုလူမျိုးသည်ထင်မိထင်ရာပြုလုပ်၍ဒုစရိုက်များဖြင့်သေလျင်ငရဲသို့သွားရတတ်၏ငရဲသို့မကြဘဲလူပြည်သို့ရောက်ရလျင်အသိလိမ္မာဉာဏ်ပညာကင်းလူဖြင်းလူလူမိုက်ဖြစ်ရလေသည်တဲ့ပြန်ပြောပြမယ်နော်အရေးကြီးတာကတော့ဟိုတုန်းကဘုံဆိုပေးခဲ့တဲ့ကြပြလေးရှိတယ်မမေးမမြန်းပညာကန်းမေးမြန်းပညာစီးဆိုနော်မေးတဲ့လူတွေဟာဒီဘဝမှာအသိတိုးသလိုဘဝတန္တရာမှာလည်းဉာဏ်ကောင်းသွားတယ်မမေးတဲ့လူတွေကဒီဘဝမှာမသိသလိုနောင်တန္တရာလည်းအသိပညာနည်းသွားတယ်အဲ့တော့မသိရင်ဘာလုပ်ရမလဲမေးရမယ်အဲ့တော့ဘာတွေမေးတဲ့လဲဆိုတော့ဒီလိုသာသနာနဲ့ကြုံတဲ့အချိန်မှာကုသိုလ်အကုသိုလ်ကို၎င်းနဲ့ဒီအလောက်ကကုသိုလ်လုပ်ငန်းလားအကုသိုလ်ဖြစ်သလားမဖြစ်ဘူးလားဒါသိအောင်မေးရမယ်အပြစ်ရှိမရှိကိုလုပ်နေတဲ့အလုပ်ကိုရဲ့အတွေးခေါ်အကြံစီကိုအပြောဆိုတွေကအပြစ်ရှိတာမရှိဘူးလားမိဝဲတိုင်းမမွေဒီတရားသည်မိဝဲတိုင်းအမြဲတမ်းကျင့်သုံးထိုက်တဲ့တရားလားမမိဝဲတိုင်းဘူးအမြဲရှောင်ကျဉ်ရမယ့်တရားလားနောင်တန္တရာဝယ်ရှေချာလင်းမြင့်ဖွင့်ဖြိုးအကျိုးပေးမိတရားအချက်ဒီဘဝမှာကြီးပွားတိုးတက်ကြောင်းတွေသိဖို့လိုအပ်တယ်လို့နောင်တန္တရာကြီးပွားတိုးတက်ကြောင်းတွေလည်းသိဖို့လိုအပ်တယ်အဲ့တော့တန္တရာမှာကာလရှေချာဖွင့်ဖြိုးအကျိုးပေးမဲ့တရားဟာဘယ်လိုတရားမျိုးလဲစသဖြင့်သိထိုက်တာတွေကိုမေးမြန်းလေမရှိကြဘူးတဲ့မေးမြန်းလေမရှိတော့မသိဘူးမသိတော့မသိသည့်အလျောက်အမှားတွေကိုလုံးမိသွားလိမ့်မယ်အမှားတွေကိုလုံးမိရင်အဲ့ဒီထင်မိထင်ရလုပ်တယ်ဆိုအမှားတွေပေါ့ကိုယ်စိတ်ထင်ရစိတ်ကူးတက်ရရှောက်လုပ်ကုန်ရောကိုကမသိတဲ့အခါကျတော့ဒါတွေအမှားတွေဖြစ်ပြီးတော့အဲ့လူသိရင်ငရဲသွားငရဲကိုမကြပဲလူပြည်ရောက်လာရင်ဘာဖြစ်လဲအသိအလိမ္မာဉာဏ်ကင်းပြီးတော့လူဖြင်းလူမိုက်ဖြစ်ရတယ်တဲ့အဲ့တော့မေးမြန်းရင်မသိတာကိုမေးရင်ဘာဖြစ်မလဲ
ဉာဏ်ကောင်းမယ်မမေးရင်ဉာဏ်ဖြင်းမယ်ကဲခုနသိသိသိတိုက်တဲ့အချက်တွေကိုနှစ်သက်ကြည်ပြူဒီလိုသင်ပေးရင်လည်းနာယူတယ်ပေါ့ငိုက်မနေဘူးလို့ပြောတာနော်စောင့်ပြောတာမဟုတ်ဘူးနော်နော်တက်ပြောတာနှစ်သက်ကြည်ပြူနာယူတယ်နော်နောက်ပြီးတော့မသိရင်လည်းမေးတယ်ဒါနေ့တိုင်းသားတို့သမီးတို့နေ့စဉ်မဟုတ်ပေမဲ့လို့ကိုသိကျင်တာလေးပေါ်လာရင်ကောက်မေးတာလေးတွေရှိတယ်ဘုံဘွားဆာရွက်ဖတ်ပြီးဖြေပြတယ်ပေါ့ဒါလေးတွေကကောင်းတဲ့အလေးလားလေနော်အဲ့ဒီပုဂ္ဂိုလ်သေရင်နတ်ပြည်ရောက်တယ်နတ်ပြည်မရောက်ပဲလူပြည်ရောက်ရင်လည်းအသိလိမ္မာဉာဏ်ပညာထက်မြက်သူဖြစ်ရတယ်တဲ့နော်ဒါဟာမူလိုရင်းကြတဲ့အကြောင်းကံတစ်ခုကိုပဲဖះဟောပြလိုက်တာအခြားအကြောင်းတွေတော့အများကြီးရှိသေးတာပေါ့နော်ဟိုသူမရဲ့ဉာဏ်ပညာကိုပိတ်ဆို့ခဲ့တယ်တားမြစ်ခဲ့တယ်ဆိုရင်လည်းကိုကဘာဖြစ်သင်လို့မတတ်အောင်ထုံသွားအောင်မှာအဲ့လိုမျိုးလည်းရှိတယ်သူများပညာရေးကိုပိတ်ဆို့ခဲ့တယ်တားမြစ်ခဲ့တယ်နှောက်ယှက်ခဲ့တယ်ဖျက်ဆီးခဲ့တယ်စသည်ဖြင့်အမျိုးမျိုးသောအကြောင်းတွေနဲ့သူများရဲ့အသိပညာမရအောင်လုပ်ခဲ့တယ်ဆိုရင်လည်းအဲ့ဒါနောက်ဘဝကျသင်မတတ်အောင်ကိုခြာအောင်မှာသူကတတ်တေလန်အောင်ခြာအောင်မှာအဲ့လိုတွေဖြစ်ကုန်အောင်သူများကိုကိုယ်တိုင်သင်မပေးတောင်မသိတာမမေးတတ်တောင်သင်နိုင်တဲ့သင်ကြားရေးအထောက်အကူပြုပစ္စည်းကျောင်းစရိတ်စသည်ဖြင့်အဲ့ဒါကိုလိုတလောက်ပံ့ပိုးပြီးတော့ပညာတတ်အောင်ချီးမြှောက်ပေးတယ်ကိုယ်တိုင်စိတ်ရှည်လက်ရှည်သင်ကြားပေးတယ်ဆိုရင်လည်းဘဝတန်ត្រာမှာဘာဖြစ်လဲဉာဏ်ကောင်းတာပေါ့နော်ဒါတွေအကြောင်းတွေအများကြီးရှိလိုရင်းကတော့ဒီဟာလေးတစ်ခုကိုပြောပြတာနော်ကဲလိုရင်းအချုပ်မှာဘယ်သူမပြုမိမိမှုဟူသည်နှင့်အညီရှေးကမိမိပြုခဲ့သောကံအားလျော်စွာကောင်းကျိုးမကောင်းကျိုးကိုပြကြပေသည်တဲ့ဤကအကျဉ်းမြတာဟောအပ်သောပါဠိတော်အရာဒီဤပြခဲ့သောအမေးဖေများကိုစဉ်းစားပြီးလင်ဆူတောင်းယုံများဖြင့်လိုရာအကျိုးမရနိုင်သောကြောင့်ဆူတောင်းအားလျော်စွာတတိထားလျက်ကြိုးစား၍ပြင်ဆင်ကြပါကုန်တဲ့ဆူလဲတောင်းမောကြိုးလဲကြိုးစားပေါ့နော်စာမွက်ဖြစ်ကနီးမှဘိုးဘိုးကြီးရှေ့တို့ဖះရှေ့တို့သွားပြီးအုံပွဲငပြောပွဲတွေနဲ့အရှင်ဖះဘာဖြစ်တယ်ညာဖြစ်တယ်သွားမလုံးနဲ့လို့ပြောတာဆူတောင်းယုံများနဲ့မရဘူးသွားလို့တော့ဘာဖြစ်လဲကိုကျွေးလိုက်တဲ့ငပြောသီးကိုကြည့်အစိမ့်နေဟိုမှာချုပ်ကုန်မှာနော်ဘိုးဘိုးလည်းချုပ်မှာနော်လူခံပုဂ္ဂိုလ်တွေအကုန်ချုပ်ကုန်မှာအုံသီးဒါမှမပါဘူးအလုံးလိုက်သွားပေးတယ်ကိုဘယ်လိုစားမလဲဟုတ်တယ်နော်အုံပွဲငပြောပွဲနဲ့သွားကြတော့ပြီးတော့ဘာဖြစ်ပါညာဖြစ်ဟိုမှာနားကြီးနေမှာပဲစောင့်ဆယ်ရဆောင်မနဲ့နေရင်နတ်တွေရောဖះတွေကိုနားကြီးတယ်သူကမိဘတိုင်းသွားပြီးတော့ချတာပဲအကျိတ်အနေပဲတချို့မိဘဆိုလည်းမိဘမြစ်တာပေါ့လေကိုကလေးဟိုဆယ်တန်းဖြည့်နေပြီဆိုရင်တို့အကျိတ်နဲ့သွားပြီးတော့ဖះနားမှာပဋ္ဌာန်းတွေရောပရိတ်တွေရောစုံတာပဲကုသိုလ်တော့ရသွားတာပေါ့နည်းနည်းပါးပါတော့နော်ကုသိုလ်တော့ရသွားတယ်ကိုကလေးအတွက်ဆိုပြီးတော့ချကြတာအမှန်တကယ်တော့ကိုဒီအချိန်မှာဘာလုပ်ဖို့လိုလဲကြိုးစားဖို့လိုတယ်လို့ပြောတာနော်ကဲအဲ့ဒီနောက်မှာ73 74ကြပြလေးဆိုလိုက်သိဘွယ်ဟုသမျှမမေးကဖြင်းအားပညာဆိုကြားမြင်များအောင်မေးလေဆောင်ခုနောင်တတ်သည်လို့တဲ့နော်ကဲဒါဘာကိုပြောတာလဲဆိုတော့ကံကြီးအကျိုးဆိုတဲ့အတိုင်းလောကမှာကိုသိခြင်းတဲ့အကျိုးတရားတွေဟာဘာကြောင့်ဖြစ်လဲအကြောင်းတရားကြောင့်ဖြစ်တယ်လို့မြတ်စွာဘုရားကဟောပြတာဘယ်အကြောင်းနဲ့ဘယ်အကျိုးလို့သူမေးခွန်းမေးတဲ့14မျိုးကိုပဲဘုရားရှင်ဖြေပြလိုက်တာနော်အခြားသောအကြောင်းအကျိုးတွေများစွာရှိတယ်ပေါ့နော်များစွာရှိတယ်အဲ့တော့ပြောချင်တာကတော့ဗာလေကိုယ်ကောင်းထဲမှာအရာအလုံးဒီအကြောင်းအလျော်စွာဖြစ်လာတာဖြစ်တဲ့အတွက်ကိုအစင်မပြေမှုများစွာတွေ့ကြုံတဲ့အခါမှာပတ်ဝန်းကျင်ကိုအပြစ်တင်နေဖို့ထက်တစ်ကိုပြုပြင်မှာနှစ်နော်ကိုပြုပြင်မှာနော်တစ်ကကိုပြုပြင်ပြုပြင်ဆိုတာအရာအလုံးကကိုပြုခဲ့တဲ့ကံတွေကြောင့်ပဲလို့နှလုံးသွင်းပြီးတော့ဒါမျိုးမဖြစ်အောင်ဆိုရင်နောက်ဘယ်လိုလုပ်ရမလဲဆိုကိုပြုပြင်ရမှာတရားတွေနာကြပါနောက်ပြီးတော့အသိဉာဏ်တွေနဲ့ပြုပြင်ပေးပါအဲ့လိုပြင်ပေးမယ်ဆိုလို့ရှိရင်ဒီအစိုးတွေကနေနောက်ဘဝတန်ត្រာကြလွတ်သွားပြီပေါ့နော်ဒါဒီလိုဆင်ញင်တတ်အောင်လို့ကမ္မတက္ကတဉာဏ်အနေနဲ့ကံရဲ့အကျိုးကိုပြောပြတာနော်ကဲကံရဲ့အကျိုးပိုင်းပြီးစေပေါ့နော်နောက်ကံဉာဏ်ဝိရိယသွားလိုက်အောင်မယ်နော်